Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ညီမခဏတိုင်းမေးထားတယ်ပေါ့နော်လစာဘယ်လောက်ရလဲဆိုတော့ညီမပြပြပြီးတော့မှဖြစ်ပါတယ်ညီမလည်းဒီတူးတစ်ယောက်ချင်းစီအတိအကျလစာတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီ basic pay ပေါ့နော်ဒီ average pay ကိုညီမပြပြပြီးတော့မှဖြစ်ပါတယ်ရှင်ညီမတို့ E1 ကစမယ်ဆိုရင်ပေါ့နော်ဒီအနည်းဆုံး rank ပေါ့နော်ဒီ E1 ကစရမယ်ဆိုဒေါ်လာ2000ကစရပါတယ်ပြီးတော့E2 ဆိုရင်ဒေါ်လာ2250ရင်အဲ့လိုမျိုးလေးပေါ့နော် E3 ဆိုရင် like 2300အော်2500အဲ့လိုမျိုးလေးပေါ့နော်တူဝပေါ့နော်နည်းနည်းချင်းစီပေါ့ပြီးတော့ဒီစစ်တပ်ထဲမှာနေလာကြတာဒီ US military ထဲမှာနေလာကြလာတာ ਨੇ အများတစ်နှစ်ကိုဒေါ်လာ200လောက်တိုးတယ်ထင်တာပဲညီမဘယ်လိုပြောမှလဲနှစ်တစ်ခါလားတစ်နှစ်တစ်ခါလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီနေတာကြလာလေဒေါ်လာ200လောက်ကတိုးတယ်ပေါ့နော်ဒီတစ်နှစ်ကိုနေပါပြီနောက်တစ်နှစ်နေပါပြီဆိုရင်အဲ့လိုမျိုးဖြည်းဖြည်းချင်းတိုးပါပေါ့နော်ဒါပေမဲ့4နှစ်လောက်နေထားဆိုညီမတစ်နှစ်ကိုဒေါ်လာ200တောင်းနေဆိုဒေါ်လာ200တိုးတယ်ဆိုရင်4နှစ်ဆို800ပေါ့နော်ပိုတိုးသွားပြီပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါရဲ့ရှင်ပြီးတော့ဒီ single soldier တွေနဲ့ married soldier တွေမှာလည်းလစာကွဲပါတယ် single soldier တွေကဒီ basic pay ပဲရပြီးတော့ဒီ married soldier တွေကြတော့ဘယ်လိုပြောမှလဲသူတို့က2ဆလောက်ရတယ်ပေါ့နော်ဆိုတော့သူတို့မှာ dependent တွေရှိတယ်သူတို့ရဲ့ကလေးတွေရှိတယ်သူတို့ရဲ့ဇနီးတွေရှိတယ်ပေါ့နော်အဲ့အတွက်ကိုအစိုးရပို့ပေးပါတယ်ပြီးတော့ဒီအိမ်နေလဲငါပြီးအိမ်နေငါပို့လဲသူတို့ပတ်စံရတယ်ပြီးတော့ကလေးတွေ support ဖို့အတွက်လည်းတို့ပတ်စံပူရတယ်ပေါ့နော်အဲ့ဒါကြီးလည်းပါပါတယ်ရှင်ပြီးတော့ဒီ enlisted soldier နဲ့ officer နဲ့ဆိုပြီးတော့လည်း꿰ပါရှင် enlisted soldier ညီမတို့လိုရိုးပေါ့နော် officer ကြတော့ officer line ပေါ့နော် officer တွေကြတယ်ညီမတို့ရရဲ့လစာထက်ကိုသူတို့ကလည်း2ဆလောက်ပို့ရတယ်ပေါ့နော်အဲ့ဒါကြတော့ဒီ officer ကို join မယ်ဆိုရင်ကြတော့ဒီ US army တဲ့ဝင်ကင်ကို US citizen ဖြစ်မှရမှာပေါ့နော် US citizen ရှိပြီးမှဒီ officer ကို join ခွင့်ရှိပါရှင်အဲ့လိုလေးတော့ကွာတာပေါ့နော်ဒီ US army တဲ့ဝင်လာလို့အရင်ချမ်းသာတော့ရဲ့လူတွေရဲ့လို့တော့မရှိဘူးပေါ့နော်အကုန်လုံးကဘယ်လိုပြောမှလဲအပြင်ကလှစားတော့မကိုလုံးရင်လုံးတလို့ပို့ရအောင်ပဲပေါ့နော်ဒီ US army ထဲမှာကြာတော့ single soldier တွေအတွက်ကအရင်ပုံမှန်ပဲပေါ့ပုံမှန်လှစားပဲပေါ့နော်အဲ့လိုမျိုးနည်းလဲမနေများလဲမများပေါ့နော်ဒါပေမဲ့ပုံမှန်လစာလောက်ပဲပေါ့နော်အဲ့လောက်ပါပဲဟိုလိုကြီးအရင်တောက်လေးချမ်းတာတော့ဟဲ့ US ပြည်တော့ဝင်လာတောက်လေးချမ်းတာတော့ဟဲ့ဆိုတာတော့မဟုတ်ဘူးပေါ့နော်ပြီးတော့အဓိကကောင်းတာတခုကတော့တခြား benefit တွေရှိတာပေါ့နော်education benefit တို့ဒီ health insurance benefit တို့ပြီးတော့တခြားဘယ်လိုပြောမှလဲနေစည်းမကုန်တော့ဘူးပေါ့နော်ပြီးတော့ညီမတို့တခြားအဲ့လို military discount တွေပါပဲနေရာသွားပေါ့နော်ဒီ US ထဲမှာဆို military discount တွေပါရမယ်ပြီးတော့အဲ့လိုတချို့ဒီ US flight တွေစီးတဲ့ခါကျရင် priority နေရာရမယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတာပေါ့နော်အခွင့်အရေးတွေကတော့ဒါပေမဲ့ကျန်တဲ့လစာတော့ပုံမှန်ပါပဲလို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်